Brentford နဲ့ပွဲပြီးမှာ Chelsea ပရိသတ်တွေဒေါသထွက်စေနိုင်မဲ့စကားတွေကိုကြည်ပြောကြားခဲ့တဲ့ Mahrez ကပရိသတ်များလုံးပဲမိလာများ Blue Lion King ကနေပြန်လဲကြိုလိုက်ပါတယ်။ Brentford နဲ့ဂိုးမရှိသေးကြားခဲ့တဲ့ပွဲစဉ်အပြီးမှာ Chelsea နေပြ Mahrez ကရဲ့ပြောစကားတွေကပရိသတ်တွေအတွက်တော့ဒေါသထွက်ချင်စရာတွေကြီးပါပဲ။ Chelsea တင်းဆိုတာ Roman Abramovich လက်ထက်မှာကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းတွေကိုထွန်းစစ်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။နောက်ပြီးလန်ဒန်မြို့တော်အခြေစိုက်ကလပ်အသင်းတွေထဲမှာ Chelsea ကရှေ့ဆောင်လမ်းပြကလပ်အသင်းဖြင့်ရပ်တည်နေတာပါ။အောက်တန်းလေးကကလပ်အသင်းလေးတွေကိုဖယ်ထားလိုက်မယ်ဆိုရင်လန်ဒန်အခြေစိုက်ကလပ်အသင်း10သိန်းရှိပါတယ်။ဒီအသင်းတွေအားလုံးထဲမှာ Chelsea ရရှိထားတဲ့အောင်မြင်မှုတွေကိုတခြားအသင်းတွေလိုက်မမီကြပါဘူး။အခြားအသင်းတွေအားလုံးပေါင်းလိုက်ရင်တော့မှ Chelsea အသင်းရရှိထားတဲ့ဥရောပအောင်မြင်မှုကိုလိုက်မီနိုင်မှုမရှိပါဘူး။ Chelsea ဆိုတာဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းတစ်သင်းဖြစ်ပါတယ်။ Movit လက်ထက်တစ်လျှောက်မှာ Chelsea ကစားသမားတွေအားလုံးကသွေးနဲ့ချွေးနဲ့ရင်းပြီးအသင်းအတွက်အစွမ်းကုန်ပေးဆက်ကစားခဲ့ပြီးဒီလိုကဘာတီတရွေ့ခိုင်မြဲနေမဲ့အောင်မြင်မှုတွေကိုအရယူပေးခဲ့ကြတာပါ။ Chelsea နေပြတွေရဲ့မောင်းနေနိုင်စွမ်းကစားသမားတွေအပေါ်စိတ်နှပိုင်းဆိုင်ရာတိုးတက်အောင်ကောင်းမွန်စေဖို့အတွက်ရိုက်သွင်းမြင့်တင်နိုင်စွမ်းတွေကောင်းမွန်လာလည်းပါပါတယ်။ဒါကြောင့် Chelsea နေပြတယောက်ဆိုတာအသင်းရဲ့အောင်မြင်မှုအတွက်ပဲခေါင်းထဲထည့်ထားရပါမယ်။အသင်းသားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုအမြင့်ဆုံးရောက်ရှိနေအောင်လို့မြင့်တင်ပေးထားရပါမယ်။အနည်းဆုံးတော့ Chelsea နေပြတယောက်အနေနဲ့ Chelsea အသင်းရဲ့ကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းကိုလေးစားရပါမယ်။ခေါင်းထဲထည့်ထားရပါမယ်။အရင်တော့ကစားသမားတွေရဲ့ဆွမ်းတမန်ပေးဆက်မှုတွေနဲ့အတူချွေးဆက်ပေါင်းများစွာကြာဆင်းခဲ့မှုတဲ့ Stamford Bridge ရဲ့မျက်ခင်းကြီးကိုအားနာတဲရပါမယ်။အသင်းရလည်းမကောင်းဘူးဆိုရင်တော့မှနီးပြကပေါ့တန်တဲ့စကားတွေကိုပေါ့ပဲပြောနေလို့မရပါဘူး။အခု Mahrez ကလုံးပုံက Chelsea ပရိသတ်တွေကိုစိတ်ဆိုးဒေါသထွက်စေပါတယ်။ Mahrez ကခုနှစ်ရာသီကမှ Chelsea ကိုကင်တွယ်တာတော့မှန်ပါတယ်။ဒါပေမဲ့ဒီရာသီမှာမှအသင်းကိုသူ့စိတ်တိုင်းကြပြန်လည်တည်ဆောက်နေရတယ်ဆိုတာကလည်းမှန်ပါတယ်။ဒါကိုကျွန်တော်မငြင်းလို့ပါဘူး။ဒါပေမဲ့ Mahrez ကအနေနဲ့ Chelsea အသင်းရဲ့သမိုင်းကြောင်းအရင်ခေတ်ကစားသမားတွေရဲ့ချွေးဆက်တွေကိုငဲကြည့်ဖို့အားနာဖို့ကောင်းပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာ Chelsea က Brentford ကိုဂိုးမရှိသေးတာကစားထားနိုင်ခဲ့ပါတယ်။ပရာမိုင်းတစ်ပိုင်းလုံးမှာဆိုရင်ရေရတဲ့ဥတီချက်တွေဘာတစ်ခုမှမရှိပါဘူး။ဘောလုံးပေးပို့မှုတွေအားလုံးက normal pass တွေကြီးဖြစ်နေပါတယ်။ဘာဖြစ်လို့ဖြစ်ချင်နေကြမှန်းကိုမသိနိုင်တဲ့ပုံစံမျိုးကစားသွားခဲ့ကြတာပါ။ဒီပွဲကို Mahrez ကတေလောက်ရဖို့ကိုပဲအဓိကပြတ်မှတ်ထားလာခဲ့ပုံပါပဲ။ Neto, Jackson, ဘာမာတို့ဝင်လာခဲ့ပြီးတဲ့နောက်မှာတော့ကစားအားလေးနည်းနည်းတက်လာခဲ့ပေမဲ့အချိန်သိမ်းမရှိခဲ့တာကြောင့်ဆင်းမမီတော့ပါဘူး။ဒီလိုစိတ်ပြတ်စရာစွမ်းဆောင်တွေကိုပြသနိုင်ခဲ့ပေမဲ့ Mahrez ကတော့အစိုးတွေကိုအကောင်းမြင်စကားတွေကြီးပဲပွဲပြီးမှထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ဒီပွဲမှာကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဂျာလာဘရီနေ့ကလည်းပွဲကစားထားရတော့ဒီလောက်ကစားနိုင်တာကမဆိုးပါဘူး။ပြီးတော့နေကလည်းအရန်ပိုတယ်။ကျွန်တော်တို့အတွက်ခက်ခဲတဲ့ပွဲတွေဆိုပေမဲ့အနိုင်ရဖို့အထီတောင်မှဖြစ်ခဲ့ပါတယ်။ဂိုးပေါက်ကန်သွင်းမှုအကျဉ်း20ကျော်အောင်လုပ်နိုင်ခဲ့ပါတယ်။မနိုင်ဘူးဆိုတဲ့အချိန်မှာမရှုံးသွားဖို့အရေးကြီးပါတယ်။ဒီအချိန်မှာတင်မလောက်ရအောင်ယူပြီးအမတ်ပေးစရာအပေါ်ဘက်ကိုကတ်ရွှေ့လိုက်ရုံပါပဲလို့ပြောကြားသွားခဲ့ပါတယ်။ Mahrez ရဲ့ပြောစကားတွေက Chelsea ပရိသတ်တယောက်အနေနဲ့လက်ခံနိုင်စရာအကြောင်းလုံးဝကိုမရှိပါဘူး။ဒီလိုပေါ့ပဲစကားတွေကိုပဲပြောတတ်တဲ့နေပြမျိုးနဲ့ Chelsea ကပေါ့ပဲတွေသာဖြစ်နေအောင်မယ်ဆိုတာသိကြပါတယ်။ပရိသတ်များအနေနဲ့ Mahrez ရဲ့စကားတွေပေါ်ဘယ်လိုများမြင်မိကြပါသလဲ။ comment ကနေမြစ်တာပို့သွားပေးကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။